IUD ဆိုတာဘာလဲ IUD ဆိုတာတအိမ်နဲ့ထည့်ရတဲ့တရေတာပစ္စည်းကိုအတူကခေါ်တာဖြစ်ပါတယ်ပလတ်စတစ်ကျင်းနီတို့နဲ့ပြုလုပ်ထားတဲ့သိမ်းငယ်တဲ့ပစ္စည်းလေးကိုတအိမ်နဲ့ထည့်ခြင်းဖြင့်မမျိုးဦးစီကိုတုပ်ပိုးတွေမရောက်နိုင်အောင်တားဆီးပေးပြီးကိုဝင်မရနိုင်အောင်ကာကွယ်ပေးပါတယ် IUD ဟာအထည်ရောက်ဆုံးသားဆက်ချာနည်းတွေကတစ်ခုဖြစ်ပါတယ်တစ်ခါထည့်ထားပြီးရင်10နှစ်အထိကိုဝင်တားပေးနိုင်ပါတယ်ပြန်ထုတ်ခြင်းတဲ့အခါဆရာဝန်နဲ့တိုင်ပင်ပြီးပြန်ထုတ်လိုက်ရင်လည်းချက်ချင်းပြန်ပြီးကိုဝင်ရနိုင်ပါတယ်IUD ဟာကလေးယူဖို့နှစ်အနေငယ်စောင့်ချင်သေးတဲ့အမျိုးသမီးတွေဒါမှမဟုတ်ကလေးထပ်မလို့ခြင်းတဲ့ဇုံလွဲတွေအတွက်သင့်တော်ပါတယ်။နှုတ်ကြတိုက်ကျွေးတဲ့အချိန်မှာလည်းအနှောက်အယှက်မဖြစ်စေတဲ့အတွက်မီးဖွားပြီးတာနဲ့ချက်ချင်းတန်းထည့်လို့ရပါတယ်။ IUD ဟာဟော်မုန်းပါတဲ့သားဆက်ချာနီလည်းမသုံးချင်တဲ့သူတွေဒါမှမဟုတ်တိုးတိုးတိတ်တိတ်နဲ့သားဆက်ချချင်သူတွေအတွက်အသင့်တော်ဆုံးပါ။ဘာလို့လဲဆိုတော့ထည့်လို့ထည့်ထားမှဘယ်သူမှမသိနိုင်လို့ပါပဲ။ IUD ရဲ့အဖြစ်များတဲ့ဘေးထွက်အာနိသင်အနေနဲ့ထည့်ကစားမှရသည့်သွေးများတာနေရထိုင်ရတာတတောင့်တတမရှိတာရက်ရှည်ရသီလာတွေဖြစ်တတ်ပေမဲ့လအနေငယ်ကြရင်တော့တတ်တာလာမှာပါအချို့နိုင်ငံတွေမှာတော့ဟော်မုန်းပါတဲ့ IUD ကိုလည်းရွေးချယ်နိုင်ကြပါပြီအဲ့ဒါကို IUS လို့ခေါ်ပါတယ် IUS ဟာ IUD နဲ့အတော်လေးဆင်တူပေမဲ့ IUS ကတော့အများဆုံး9နှစ်အထိပဲကာကွယ်ပေးနိုင်ပါတယ် IUS ဟာနာကျင်မှုကိုတက်သားစေပြီးလစဉ်ရာသီသွေးကိုလျော့နေစေနိုင်တဲ့အတွက်ရာသီသွေးများပြီးနာကျင်ကြိုက်ခဲတဲ့အမျိုးသမီးတွေအတွက်သင့်တော်ပါတယ်အကောင်းဆုံးကတော့ရာသီသွေးများတဲ့အခါကြုံရတဲ့အားအင်ကုန်ခန်းမှုနဲ့အခြားပြဿနာတွေကိုလျှော့ချပေးတာပါပဲ IUD တို့ IUS တို့ကိုထည့်ရတာလွယ်ကူပါတယ်အချိန်9မိနစ်လောက်ပဲကြာပြီးထည့်ပြီးတာနဲ့ချက်ချင်းအာနိသင်ရပါတယ်ထည့်ပြီးတာနဲ့အခြားဘာကိုမှမှတ်ထားစရာမလိုပါဘူး IUD က IUS ကစိတ်ချရပါမယ်ခလေးမမွေးဘူးသေးတဲ့အမျိုးသမီးတွေမှာဆိုရင်တော့ထည့်သွင်းတဲ့အချိန်မှာအနည်းငယ်ပိုပြီးနှံ့စင်တတ်ပါတယ်ပြန်ထုတ်တဲ့အခါမှာလည်းလွယ်ကူအောင်လို့ IUD က IUS မှာပါစ조사သေးသေးလေးကိုမွေးလန်းချောင်းအတိုင်းခတ်တူတူချထားပေးပါတယ်။သင်ကိုယ်တိုင်လက်ချောင်းလေးနဲ့စမ်းသပ်ကြည့်လို့ရပါတယ်။အမျိုးသားအများစုကတော့အတူနေတဲ့အချိန်မှာဒါကိုမခံစားမိနိုင်ပါဘူး။အကယ်၍ခံစားမိရင်တော့နာကျင်တာထိခိုက်စေတာမျိုးမဖြစ်စေနိုင်ပါဘူး။ကျိုးလေးတွေဟာလည်းအချိန်ကြာလာနဲ့အမျှပိုပြီးပျော့ပြောင်းလာမှာပါ။အချို့အမျိုးသမီးတွေမှာတော့အဖြူပိုဆင်းတာမျိုးဖြစ်တတ်ပါတယ်။ဒါပေမဲ့အဲ့ဒါအနေနဲ့မရှိပါဘူး။ဖြစ်တောင်ဖြစ်ခဲ့အနေနဲ့ထည့်ပြီးလအနေနဲ့အကြမှာ IUD ထွက်ကြမျိုးဖြစ်တတ်ပါတယ်။အကယ်၍ထွက်ကြသွားခဲ့ရင်တော့ကိုဝင်မရအောင်မကာကွယ်နိုင်တော့တဲ့အတွက်ဆရာဝန်ကိုချက်ချင်းဆက်သွယ်တင်ပါတယ်။ IUD နဲ့ IUS ဟာ HIV သို့မဟုတ်အခြားလိင်မှတဆင့်ကူးစက်နိုင်တဲ့ရောဂါတွေကိုမကာကွယ်နိုင်ပါဘူး။အကယ်၍ဒီအတွက်ပါစိတ်ပူရဲဆိုရင်တော့ကွန်ဒုံးမှာတွဲသုံးပါ။ IUD အကြောင်းကောလာဟာလာတွေနဲ့ပတ်သက်ပြီးရှင်းပြရမယ်ဆိုရင်တော့IUD ဟာခြေထောက်လည်းမပါသလိုရေလည်းမကူးနိုင်လို့ကျွမ်းကျင်တဲ့ဆရာဝန်ဆရာမတွေနဲ့ထည့်ထားဆိုခန္ဓာကိုယ်ရဲ့အခြားနေရာတွေစီမရွေ့သွားနိုင်ပါဘူး။ကိုယ်ဝင်ဆောင်တဲ့အချိန်မှာကလေးလေးဟာတအိမ်ထဲမှာပဲရှိနေသလို IUD ဟာလည်းမထုတ်မချင်နေရမရွေ့ပဲရှိနေမှာပါ။နောက်ဆုံးတစ်ခုအနေနဲ့ပြောချင်တာကတော့ IUD ဟာကင်ဆာမဖြစ်စေနိုင်ပါဘူး။ကင်ဆာမဖြစ်စေနိုင်တဲ့အပြင်အချို့သောကင်ဆာရောဂါတွေဖြစ်နိုင်ခြေကိုတော့လျှော့ချပေးနိုင်ပါတယ်။ကဲ၍တင်ဒါမှမဟုတ်တည့်ရဲ့လက်တွဲဘောက IUD အကြောင်းဒီထက်ပိုပြီးသိလို့ရဆိုရင်တော့နှွေးထွေးပြူငါတဲ့ Marie Stokes မြန်မာကိုဆက်သွယ်ပြီးအိမ်အောင်ရေးဆိုင်ရာသိလို့ဖို့အကြံပြုချက်များကိုယုံကြည်စိတ်ချစွာမြင်မြတ်တိုင်ပင်နိုင်ပါတယ်။